နေ့ပို့ချမဲ့ခေါင်းစဉ်ကတော့ဒါပထဝီဝင်ဘာသာရပ်ရဲ့လက်တွေ့ပထဝီဝင်အခန်းငါအဝေးမှစူးစမ်းလေ့လာမှုနည်းပညာနဲ့ပထဝီဝင်သတင်းအချက်လက်စနစ်များအခန်းကဒါအပိုင်း1နေနေပေါ့နော်ဒါလက်တွေ့ပထဝီဝင်ရဲ့နော်အပိုင်း1နေနေအဝေးမှစူးစမ်းလေ့လာမှုနည်းပညာအကြောင်းကိုဒါစတင်ဆွေးနွေးပို့ချမှာပဲဖြစ်ပါတယ်အဲ့တော့ဝေးမှစူးစမ်းလေ့လာမှုနည်းပညာဆိုတာဘာလဲနော် remote sensing ပေါ့နော်ယနေ့ခေတ်မီတဲ့နော်ခေတ်မီသူတည်တနာလုပ်ငန်းတွေမှာမပါမဖြစ်သုံးဆွဲလာကြတဲ့ remote sensing technique ပေါ့နော်အဲ့တော့အဓိပ္ပာယ်ဖွင့်ဆိုချက်အနေနဲ့ကတော့ဒါအဝေးမှစူးစမ်းလေ့လာမှုနည်းပညာဆိုတာကကိုစူးစမ်းလေ့လာလို့တဲ့အရာဝတ္ထုတွေကိုစူးစမ်းလေ့လာမဲ့နေရာဒေသနဲ့စူးစမ်းလေ့လာမဲ့အကြောင်းအရာပေါ့နော်ဒါတွေကိုကျွန်တော်တို့ direct ထိတွေ့တာမျိုးမဟုတ်ဘဲနဲ့အဝေးတဲ့နေရာကနေပြီးတော့မှအာယုံခံကိရိယာလို့ခေါ်တဲ့စင်ဆာတွေပေါ့နော်စင်ဆာတွေကိုအသုံးပြုပြီးတော့မှကိုလိုချင်တဲ့အဲ့ဒီ data ရဲ့အကြောင်းအရာသတင်းအချက်လက်ပေါ့နော်ဒါတွေကိုကျွန်တော်တို့ရယူတာကို remote sensing လို့ခေါ်တယ် remote ဆိုတာကဝေးလံသော sensing ဆိုတာကဒါကျွန်တော်တို့အာယုံခံတာတနည်းအားဖြင့်ဝေးလံတဲ့နေရာ data တစ်ခုကအကြောင်းချင်းရာတွေရဲ့အကြောင်းကိုကိုနော်နေရာ data ကနေထွက်ခွာသွားကြမလို့ပဲနဲ့နည်းပညာအကူအညီနဲ့ sensor တွေအကူအညီနဲ့ပေါ့နော်ဒါတွေကိုကျွန်တော်တို့သတင်းချက်လက်ရယူပြီးတော့မှသုတေသနလုပ်တာကိုဒါဝေးမှစူးစမ်းလေ့လာမှုနည်းပညာအင်္ဂလိပ်လိုဆိုရင်တော့ဒါ remote sensing ပေါ့နော်အဲ့တော့အဝေးမှရှိနေတဲ့အရာဝတ္ထုတွေကိုကျွန်တော်တို့ sensor တွေကဘယ်အချက်လက်တွေကိုတွားပြီးတော့မှကောက်ယူစုဆောင်းတယ်ပေါ့နော်အဲ့တော့အဓိကကတော့ဒီလေ့လာမဲ့အရာဝတ္ထုတွေကနေပေါ်ထွက်လာတဲ့လက်စစ်တန်လိုက်ရောင်ခြည်တွေပေါ့နော်ဒီရောင်ခြည်တွေကိုအဲ့တော့ဒီရောင်ခြည်တွေကို electromagnetic radiation အတူကောက် EMR ပေါ့နော်ဒါတွေကိုအသုံးပြုပြီးတော့မှအရာဝတ္ထုတွေရဲ့ပုံရိပ်တွေကိုလေ့လာတာပုံရိပ်တွေကိုဒါဖမ်းယူတယ်တနည်းအားဖြင့်ပုံရိုက်တယ်ပေါ့နော်ပုံတွေကိုရိုက်ယူတယ်ရိုက်ယူပြီးတော့မှလေ့လာတယ်ဒါတွေကိုလေ့လာနိုင်ဖို့အတွက်အာကာသထဲမှာအမြင့်တနေရာပေါ့နော်ကမ္ဘာရဲ့အာကာသအမြင့်တနေရာမှာဒါကျွန်တော်တို့အာယုံခံကိရိယာတွေတပ်ဆင်ထားတဲ့အာကာသယာဉ်တွေပေါ့နော်အာကာသယာဉ်တွေဂျူရုတွေဒါတွေကနေပြီးတော့မှစောင့်ကြည့်လေ့လာတယ်ပေါ့နော်စောင့်ကြည့်လေ့လာပြီးတော့မှအဲ့ဒီကနေပေါ်ထွက်လာတဲ့အရာဝတ္ထုတွေကနေအလင်းပြန်လာတဲ့နော်ဒီလက်စစ်တန်လိုက်ရောင်စင်တွေကိုဖမ်းယူတယ်ဖမ်းယူပြီးတော့မှဒါတွေကိုသုတေသနလုပ်ပြီးတော့မှအဲ့ဒီဒေသရဲ့အကြောင်းချင်းအချက်လက်တွေကိုလေ့လာတာပေါ့နော်အဲ့တော့ဒီကမှာဒီလိုရောင်စင်တွေကိုကျွန်တော်တို့ဖမ်းယူတဲ့အခါမှာကျွန်တော်တို့ပုံမှန်အားဖြင့်နေရနေလာတဲ့ရောင်ခြည်ကသူ့မှာကျွန်တော်တို့မြင်နိုင်တဲ့ရောင်စင်မျိုးစားတွေလည်းရှိတယ်ထို့တူပဲကျွန်တော်တို့တာမန်လူသားတွေရဲ့မျက်လုံးနဲ့မမြင်နိုင်တဲ့မျက်စိနဲ့မမြင်နိုင်တဲ့အနီအောက်ရောင်ခြည်တို့လိုနောက်တစ်ခါကျွန်တော်တို့အပူလှိုင်းတွေပေါ့နော် microwave တို့လိုနောက်ကခရမ်းလွန်ရောင်ခြည်တို့လိုဒါတွေကိုပါအသုံးပြုပြီးတော့မှပေါ့နော်ကျွန်တော်တို့ဝေးလံတဲ့နေရာဒေသကအကြောင်းချင်းရာတွေကိုအာကာသတွေကလွတ်တင်ထားတဲ့ဂျူရုတို့နော်ဒီလေရင်တို့ဒါတွေကနေပြီးတော့မှပုံရိပ်တွေကိုဖမ်းယူပြီးတော့မှသုတေသနအလုပ်တာကိုဒါအဝေးမှစူးစမ်းလေ့လာမှုနည်းပညာပေါ့နော်ဒီနည်းပညာမှာအဓိကအရေးကြီးဆုံးကတော့ sensor ပေါ့နော်ဒီ sensor ကိရိယာတွေကအချက်လက်တွေကိုကောက်ယူစုဆောင်းတယ်ဘယ်ကနေရောက်ရှိလာတဲ့အချက်လက်နော်ဘယ်ကနေရောက်ရှိလာတဲ့ရောင်စင်လိုင်းတွေကိုသုံးလဲဆိုတော့နေကနေလာတဲ့ရောင်စင်တွေကိုအဓိကထားပြီးသုံးတာပေါ့နော်နေကနေအာကာသကိုဖျက်ပြီးတော့မှကမ္ဘာပေါ်မှာရှိတဲ့အရာဝတ္ထုတွေပေါ်ကျရောက်တယ်အရာဝတ္ထုတွေကနေတစ်ဆင့်အလင်းပြန်တယ်ပြန်ထွက်လာတဲ့ electromagnetic radiation တွေကို EMR တွေကိုအာကာသထဲမှာလွှတ်တင်ထားတဲ့ဒီအာယုံခံကိရိယာတပ်ဆင်ထားသောဂျူရုတွေကနေပုံရိပ်တွေအဖြစ်ဒါဖမ်းယူပြီးတော့မှပေါ့နော်စုဆောင်းပြီးတော့မှသုတေသနလုပ်ကြတာအဲ့တော့အာယုံခံကိရိယာအဲ့တော့အာယုံခံကိရိယာလို့ပြောရင်ဒါကတော့ဒီဘက်ခေတ်မှာကျွန်တော်တို့အာယုံခံကိရိယာလို့ပြောလိုက်ရင်စင်ဆာတွေပေါ့နော်လေယာဉ်တွေမှာတပ်ဆင်ထားတဲ့အပူလှိုင်းကိုရှာဖွေတာအတန်လှိုင်းကိုရှာဖွေတာအလင်းလှိုင်းကိုရှာဖွေတာမြင်နိုင်တဲ့ရောင်စင်တွေကိုတိုင်းတာတာမမြင်ရတဲ့အနီအောက်တို့ခရမ်းလွန်ရောင်ခြည်တွေကိုတိုင်းတာတာဒါတွေကိုစင်ဆာလို့ခေါ်တယ်အဲ့တော့တကယ်တော့ကျွန်တော်တို့လူသားတွေကိုယ်တိုင်ကလည်းပဲစင်ဆာတွေကျွန်တော်တို့မှာပါရှိပြီးသားပါအဲ့တော့အလုံးသိပြီးသားအတိုင်းပါပဲကျွန်တော်တို့မှာနော်အရာဝတ္ထုတွေကနေပေါ်ထွက်လာတဲ့တနည်းအားဖြင့်တတ္တဝါတို့နော်ဒီထွင်ထားတဲ့ပစ္စည်းတွေကနေပေါ်ထွက်လာတဲ့အတန်တွေကိုကြားနိုင်တယ်အနံ့တွေကိုခံနိုင်တယ်ကျွန်တော်တို့
အရာဝတ္ထုတွေကိုမြင်နိုင်တယ်မျက်မြင်မြင်နိုင်တယ်လက်နဲ့ကိုက်တွေထိတွေ့နိုင်တယ်ချိုးချင်းဆက်ခါဆက်ဖြစ်ပေါ့နော်အရာသားတွေကိုကျွန်တော်တို့ခံယူရရှိနိုင်တယ်အဲ့ဒါအပြင်ကျွန်တော်တို့ကစိတ်အာယုံနဲ့ပေါ့နော်ရာဝတ္ထုတွေကိုကျွန်တော်တို့ကခွဲခြမ်းစိတ်ဖြာခံစားနိုင်တာလည်းရှိတယ်ဒါတွေကိုတော့ကျွန်တော်တို့ရဲ့နော်မနောစိတ်အာယုံပေါ့နော်အဲ့တော့ဒီလိုအာယုံတွေကျွန်တော်တို့မှာခံစားရတာရှိတယ်အဲ့တော့ဒီပုံလေးကိုကြည့်လိုက်ပါအဲ့တော့ဒီပုံလေးမှာဆိုရင်ဒါကလေးမလေးတယောက်ကဒါရေခဲမုတ်လေးတစ်ခုကိုဒါသူနည်းချိုက်နော်မဲမဲမောမောစားနေတဲ့ပုံလေးကိုတွေ့ရမှာပါဒါမှဖြစ်တော့ဒီပုံလေးကနော်ဟိုကလေးမလေးတယောက်ရေခဲမုတ်စားနေတဲ့ပုံလေးပေါ့နော်ဒါပေမဲ့ဒါကျွန်တော်တို့ခုနပြောတဲ့စံစာသဘောတရားနဲ့ဒါအပြည့်အဝဒါဟိုသက်ဆိုင်နေပါတယ်အဲ့တော့သူစားသုံးနေတဲ့ရေခဲမုတ်လေးကိုရှာလေးနဲ့ရတာခံတယ်နှာခေါင်းလေးနဲ့အနက်သူထိတွေ့ရတယ်ပေါ့နော်နှစ်သက်စပွဲအနက်လေးပေါ့နော်တို့သူပဲသူမျက်စိနဲ့လည်းပဲဒီရေခဲမုတ်ရဲ့စားခြင်းစပွဲပြင်ဆင်ထားတဲ့နော်ဒီအပြင်အစင်လေးတွေပေါ့နော်ဒါလေးတွေသူမြင်နေရတယ်နော်သူစားသုံးတဲ့အခါမှာလည်းပေါ်ထွက်လာမယ့်အတန်လေးတွေပေါ့နော်ဒါလေးတွေအဲ့တော့အနံ့ရတာဆိုတော့သူစိတ်ထဲမှာနှစ်သက်မှုဆိုတာဒါမျိုးတွေလည်းပါတယ်ပေါ့နော်အဲ့တော့ remote sensing ဆိုတာထူးထူးခြားခြားမဟုတ်ပါဘူးဆရာတို့ဆရာမတို့ကိုယ်တိုင်လည်းပဲနော်မိဖို့ကြောင့်ထဲမှာဟင်းအိုးတူးနေပြီဆိုရင်ဟင်းအိုးတော့ကြည့်စရာမလိုပဲနဲ့အရှိတဲ့နေရာကနေအလုံးလုံးနေနဲ့ဖြစ်ဖြစ် channel တဲ့နေရာကနေအလုံးလုံးနေနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့အာယုံခံစားသိရှိနိုင်တယ်ပေါ့နော်ဒါလည်းပဲကျွန်တော်တို့လူသားတွေမှာလည်းပဲဒါစံစာရလို့ရှိပြီးသားပေါ့နော်အဲ့တော့ဒါတွေကိုအာယုံခံနိုင်ဖို့အတွက်သုံးတဲ့ကိရိယာတွေဒါတွေကဟိုရခင်ကတော့အများစုသုံးခဲ့ကြတာတော့ကင်မရာတွေပေါ့နော်ကျွန်တော်တို့ remote sensing တွေမှာအဓိကသုံးဆွဲခဲ့ကြတာကင်မရာတွေနောက်ပိုင်းမှာကျွန်တော်တို့လေဆာရောင်ခြည်သုံးကိရိယာတွေနောက်ကရေဒီယိုလှိုင်းတွေပေါ့နော်ရေဒီယိုလှိုင်းတွေကိုတိုင်းတာတဲ့တနည်းအားဖြင့်ရေဒီယိုချိန်နှုန်းတိုင်းကိရိယာတွေနောက်ရေဒါတွေနောက်ကဆောင်းတာလို့ခေါ်တဲ့ဒါအသံလိုင်းဖန်ကိရိယာတွေပေါ့နော်နောက်ကကျွန်တော်တို့မြင်ကလေးတွေကိုတိုင်းတဲ့ seismograph လို့တို့နော်မြင်ကလေးတိုင်းကိရိယာတွေဒါတွေကိုသုံးလာတယ်ပေါ့နော်အဲ့တော့ဒီနေ့ခေတ်ကတော့ဒါ21ရာစုပေါ့နော်21ရာစုမှာတော့ဒီအာကာသထဲမှာလွှတ်တင်ထားတဲ့24နာရီအချိန်ပြည့်နော်ရာနဲ့ချီပြီးတော့လွှတ်တင်ထားတဲ့ဂျူဒုတွေကနေပြီးတော့မှဒါကျွန်တော်တို့ရာဝတ္ထုတွေရဲ့ခုနပြောတဲ့ EMR တွေပေါ့နော် electromagnetic radiation တွေကိုတော့အချိန်ပြည့်တိုင်းတာတွက်ချက်ပြီးတော့မှသူတေသနာတွေလှုပ်ဆောင်နေတယ်ပေါ့နော်အဲ့တော့ရခင်ကတော့ဒီ remote sensing နည်းပညာတွေဒါစစ်ကာလမှာပဲသူတို့ကသုံးဆွဲရင်းနဲ့အထူးလျှို့ဝှက်ပြီးသုံးဆွဲကြတာပေါ့နော်နောက်ပိုင်းကျမှဒီနည်းပညာတွေကိုစစ်ဘက်ဆိုင်ရာတွေမကဘူးပေါ့နော်ကျွန်တော်တို့သဘာဝအရင်းမြစ်တွေစူးစမ်းရှာဖွေတာတွေစီးပွားရေးလုပ်ငန်းတွေမြေယာစီမံခန့်ခွဲရေးတွေသဘာဝပတ်ဝန်းကျင်မြစ်ချောင်းတိုက်စားတာရေကြီးနှင်းမြုပ်တာစသဖြင့်ပေါ့နော်ဒါတွေအတွက်ပါနောက်ပိုင်းမှာအသုံးပြုလာကြပါတယ်လို့ဟုတ်ကဲ့ပါဒါကတော့အပိုင်းတင်နေနေနဲ့ဒါဒီလောက်နဲ့ပဲပူချမှုကိုရန်နာခွင့်ပြုပါခင်ဗျာကျေးဇူးတင်ပါတယ်